Hello, Liana ဖြစ်ပါတယ်။ဒီနေ့ Liana ပေါ့နော်ဒီ game လေးထပ်ဆော့ပြပါမယ်။ဘာလို့ဆိုဒီ game ကြိုက်လို့ပေါ့။ရပြီ။ဒါလေးမိုက်နော်။ဒါလေးလည်းလာပါတယ်။ဒါလေးအကြောင်းလေးကနောက်ကနေလိုက်နေချစ်စရာလေးချစ်ဟုတ်ဒီပေါ့နော်ရလေးပူပြီးခိပေါ့နော်ဗီဒီယိုတင်လို့တော့ဒီမှာကြည့်ပါဦးမာရိုဘတ်ကြီးလိုချင်လိုက်တာစက်ခုံပါပြီဒီနားလေးကပေါ့နော်တပြင်းလေးစိန်ပေါ့နော်အဲ့လိုမျိုးခက်တက်တက်ပေါ့နော်ဒီကိန်းတစ်ခါမှမစော့ဘူးဆိုရဲလူလေးတက်တက်ဒါလေးအဲ့ဒီနားလေးပေါ့နော်နည်းနည်းပေါ့နော်ခက်တက်တက်ဖြစ်သွားပါမယ်ဒီတိုင်းလေးပါပဲမဟုတ်နော်ဟိုတစ်ခါစော့ပြရတဲ့ထဲမပြောလိုက်ရလို့ပေါ့နော်ဒီတစ်ခါစော့ပြရတဲ့ကိန်းတွေမှာပြောလိုက်တာပါကြောင်လေးကဓာတ်ကိုက်လာတွန်းနေတယ်တကယ်ပဲဒါအခုပြုတ်ကြပါတော့ကောင်းလိုက်တာဒီရင်ကလိုက်တွန်းနေရလေဘုတ်တော့လူပြောမိတော့မလို့တော်သေးလို့ပါကျုံလေးအရင်လာတာပဲဟိုကအရင်ချစ်ဖို့ကောင်းတာပဲဘုတ်တော့ရေဒီနေ့ကကြိုက်ပြုတ်ကြမှာကြောက်ရတယ်ဒီတိုင်းလေးပဲဖြည်းဖြည်းလေးပဲသွားပြီကြောင်ရုပ်ကလည်းကြည့်ပါဟိုတခါတော့အဲ့ဒီကြောင်ရုပ်ကိုပေါ့နော်ဘလို့လေးဖြစ်ထားလဲဆိုတာတော့သိမှာပါဟိုတခါလဲဒီကင်းလေးဆော့ပြထားတယ်ခဏဘေးနားမှာလည်းမသိဘူးပေါ့နော်ပြုတ်ကြတော့ပါတယ်ဒီနားရဘလူးကြီးလည်းဒီတိုင်းလားမသိဘူးဒါများလိုင်းမကောင်းလို့များလားမသိဘူးဒီနားလေးပေါ့နော်ဒီမှာပေါ့နော်ထပ်နေတဲ့နေရာလေးရောက်သွားပါပြီဒီပူကအုတ်ထုတ်စားတာကြောင်လေးကလည်းအုတ်ထုတ်စားတာရလာအကျဉ်းချစ်စရာလေးဒီကြောင်ရပါလို့ညစ်ပတ်နေတယ်ရအပူညစ်တယ်လို့မျိုးဖြစ်နေပေါ့နော်အဲ့ဒီကြောင်နဲ့ရှိတယ်အော်ဒီမှာကြည့်လာလိုက်ကြ